ရှင်ဒီနေ့ AC ကစင်ကာပူမှာရှိတဲ့ international student တွေအတွက် part time job တွေကဘယ်လိုမျိုးလဲဆိုတာတွေကိုအားလုံး cover ဖြစ်အောင်ပြောသွားမှာပါအချက်၅ချက်တင်ပြောသွားမှာဖြစ်ပါတယ်ဒါပေမဲ့လို့အကုန်လုံးသိချင်တဲ့အသေးစိတ်ကိုအကုန်လုံးပြောသားပြမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုကနည်းနည်းတော့ရှိမယ် so let's start ပထမချက်ကတော့ rules and regulation တွေဖြစ်ပါတယ်ဘယ်လိုလူတွေက part time job ကိုလုပ်လို့မရဘူးလဲဘယ်လိုလူတွေကပဲလုပ်ခွင့်ရှိရလဲဒုတိယအချက်ကဒီမှာရှိနေတဲ့ popular part time job တွေကဘာတွေဖြစ်လဲတတိယအနေနဲ့ကတော့ဒီ part time job တွေကိုဘယ်ကနေသွားရှာရမှာလဲ၄ခုမြောက်ကတော့ pay rate တွေကဘယ်လောက်ရှိလဲနောက်ဆုံးတစ်ခုကတော့ challenges တွေဖြစ်ပါတယ်ဆိုတော့အဲ့၅ချက်ကိုမပြောခင်မှာဘာဖြစ်လို့ဒီမှာ part time job ကအရေးကြီးတာလဲဆိုရင်လူဆိုတာတယောက်နဲ့တယောက်မတူဘူးလေနော်အဲ့တော့ student တွေကလာတဲ့အချိန်မှာတချို့ကျောင်းသားတွေကအဲ့လိုမိဘရဲ့အကူအညီထောက်ပံ့မလို့ပဲနဲ့ကိုယ်တိုင်ရက်တည်ခြင်းတဲ့သူတွေရှိတယ်အဲ့လိုလူတွေအတွက်ဒီ part time job ကနေပြီးတော့လုံလောက် cover ပေးနိုင်နေပေါ့အင်လာကရောကျောင်းသားကရောတလားစားနေရစီဒီရောကိုရှာရင်ရှာနိုင်တဲ့လောက် cover ပေးနိုင်ပါတယ်တကယ်လို့တချို့ကျောင်းသားတွေကကြတော့အိမ်ကနေပြီးတော့ပတ်စံတွေထောက်ပံ့နေတယ်နည်းနည်းပါးပါးပဲရှာရမယ်ကိုယ့်ရဲ့တကူကြီးတကာရအတွက်ဟောပစ္စည်းဝယ်တာပဲဖြစ်ဖြစ်အဲ့လိုအိမ်သုံးပစ္စည်းလေးဝယ်တာဖြစ်ဖြစ်ကိုယ့်ရဲ့အင်ဂျီဝယ်တာဖြစ်ဖြစ်ဖက်နက်ဝယ်တာဖြစ်ဖြစ်အဲ့လိုအတွက်ကအကုန်လုံးမိဘရဲ့ရှိရလက်ဖြတ်တောင်းနေရဆိုရင်ဒီအသက်အရွယ်အတွက်ဘယ်လိုပြောရမလဲသိပြီးတော့အဆင်ပြေဘူးပေါ့နော်ကို confidence ရှိအောင်လို့ကိုယ်တိုင်ကငါကိုယ်တိုင်ပတ်စံရှာနိုင်တယ်ဒီပစ္စည်းကငါကိုယ်တိုင်ပတ်စံရှာပြီးတော့ဝယ်ထားတာပါလားဆိုတဲ့ confidence ကလုံးဝလူတိုင်းကရှိတဲ့နေပေါ့အဲ့အတွက်ဒီ part time job ကနေပြီးတော့ပတ်စံနေရနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ part time job ဆိုတဲ့ဒီစင်ကာပူမှာရှိနေတဲ့ part time job အကြောင်းတွေကိုအားလုံးအသေးစိတ်ပြောပြပါဖြစ်ပါတယ် so rules and regulation မှာဆိုရင် AC ပြောတော့မှာကဘယ်သူတွေက part time job ကိုလုပ်ခွင့်ရှိလဲဘယ်သူတွေကလုပ်ခွင့်မရှိဘူးလဲဆိုတာပြောတော့ပါမှာအဲ့ဒါကတော့တကယ်အရေးကြီးပါတယ်တကယ်လို့များလုပ်ခွင့်မရှိတဲ့သူတွေကများသွားလုပ်လိုက်မယ်ဆိုရင်ဒါကနည်းနည်း coin တက်ပါတယ်ဆိုတော့ဘယ်သူတွေကလုပ်ခွင့်ရှိရလဲဘယ်လိုလုပ်ခွင့်ရှိရလဲဆိုရင်ပထမဆုံးကpublic university တွေကလူတွေလုပ်ခွင့်ရှိပါတယ် public university တွေဆိုတာက NUS တို့ NTU တို့ SMU တို့စသဖြင့်အဲ့လိုမျိုးကျောင်းတွေကြတော့အဲ့ polytechnic က9ကျောင်းရှိပါတယ်အဲ့ရလူတွေကလုပ်ခွင့်ရှိပါတယ်ပြီးရင် ITE တွေဒီမှာ list ပြထားတဲ့အကုန်လုံးကလုပ်ခွင့်ရှိပါတယ်ပြီးတော့တချို့တော့ private university တွေကလူတွေလည်းလုပ်ခွင့်ရှိပါတယ် so အဲ့လိုလုပ်ခွင့်ရှိတဲ့သူတွေကလည်း ICA ကပေးထားတဲ့ student pass ကိုရှိထားမှလုပ်လို့ရပါတယ်အဲ့ဆိုရင်ဘယ်သူတွေကရောလုပ်ခွင့်မရှိဘူးလဲဆိုတော့ ACT မှာပေးထားတဲ့လူတွေအကုန်လုံးကလုပ်ခွင့်မရှိပါဘူးအဲ့ဒါအပြင် exchange student တွေဥပမာအဖြစ်ခြားနိုင်ငံမှာပဲကျောင်းတက်နေရဒီနိုင်ငံကို exchange အနေနဲ့လာတဲ့ student တွေအဲ့လိုလူတွေကလည်းလုပ်လို့မရပါဘူးဒါပေမဲ့အဲ့ဒါတွေကတော့တချို့ program တွေပေါ်မှာမူတည်ပြီးတော့ကွဲပြားသွားမယ်ထင်တယ်ဆိုတော့ဒီ rules and regulation လို့ပြောလိုက်တဲ့အတွက်ဒီ part time job ကိုဘယ်နှစ်နာရီလုပ်ခွင့်ရှိတာလဲအဲ့ဒါမပြောခင်တခုပြောပြမယ်။ဘာလဲဆိုတော့ဒီစင်ကာပူမှာကဒီ polytechnic မှာဆိုရင်ပေါ့ကျောင်းအနေနဲ့လေကွာချားမယ်လို့တော့ထင်တယ်ပေါ့နော်ဒီ3လကျောင်းတက်တယ်ပြီးရင် break တစ်ခုပေးတယ်ပြီးရင်3လကျောင်းပြန်တက်တယ် break တစ်ခုပေးတယ်အဲ့လိုပဲပုံမှန်သွားရတယ်ပေါ့သွားတဲ့အချိန်မှာဒီ3လကျောင်းတက်နေတဲ့အချိန်ကို school term လို့ခေါ်တယ်ဒီ school term မှာဆိုရင်ကျောင်းသားတစ်ယောက်က maximum 16နာရီလုပ်ခွင့်ရှိတယ်အဲ့ထက်ပိုသွားရင်တော့ဒါက illegal ပေါ့နော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီ3လရဲ့ဂျားထဲမှာ break ရှိမယ်အဲ့ break က maybe 1 month လည်းဖြစ်နိုင်တယ်ထားပါတော့နည်းနည်းတူချင်းလဲတူမယ်အဲ့လိုမျိုးအချိန်မှာတော့ကျောင်းသားတစ်ယောက်ရဲ့ working hour က limit လုံးဝမရှိပါဘူးဆိုတော့ recommend ပေးချင်တာကအဲ့ဒီ school term မှာနည်းနည်းလေး short လုပ်ပြီးတော့ဒီ break မှာပို့ပြီးတော့များလုပ်ပေါ့ဥမာအပြင်9ရက်ရှိရင်9ရက်လောက်ဖြစ်ဖြစ်6ရက်လောက်ဖြစ်ဖြစ်အလုပ်သွားလုပ်ပေါ့နော်အဲ့ချိန်မှာဆိုရင်ကိုကပို့ပြီးတော့ school term မှာဟိုနောက်ဆက်တင်စရာမလိုတော့ပေါ့နော်နောက်ဆက်တင်စရာမလိုတော့ဆိုတာကဒီစာပဲပြန်ပြီးတော့ပြန် focus လုပ်ရတယ်ဆိုတော့ part time ကိုလုပ်မယ်ဆိုရင်ဒီနိုင်ငံမှာကျောင်းသူကျောင်းသားတွေကိုအသက်အရွယ်ကျောင်းသူကျောင်းသားတွေလုပ်နေကြအလုပ်တွေကဘာလဲဆိုတော့ကိုကသိနေမှရမယ်လေ
ဆိုတော့ဒီမှာ popular part time job တွေကဒီမှာပေးထားတဲ့အကုန်လုံးပေါ့နော်ဒီအလုပ်တွေကိုလုပ်ခွင့်ရှိပါတယ်ဒီထဲမှာလူတွေကဘာလုပ်ရမှာလဲဆိုတာကသူတို့စဉ်းစားလိမ့်မယ်အဲ့ချိန်မှာ easy ပြပြချင်တာက rate များတာကတော့ tutoring နဲ့ freelancing က rate များပါတယ် tutoring ဆိုတာကသူများကို tutor လုပ်မယ်ပေါ့ဒါပါတော့အင်္ဂလိပ်စာသင်ပေးတာပဲဖြစ်ဖြစ်သင်ချာသင်ပေးတာပဲဖြစ်ဖြစ်အဲ့လိုသင်ပေးဖို့ဆိုတာကတနာရီကိုဘလောက်ဆိုပြီးတော့ပုံမှန်အလုပ်တွေထက်သူတို့ကပတ်စံပို့ရတယ်ဒါပေမဲ့ကိုကသူများကို tutor လုပ်မှာဆိုတဲ့အတွက်ကိုယ်တိုင်ကအရေးချင်းတွေပြေဝနေမှာအဆင်ပြေမှာပေါ့နော်ပြီးတော့အဲ့လိုမျိုးလုပ်ဖို့ဆိုတာလေ interview သွားရတာတွေအဲ့လိုမျိုးကိုကိုလာပြီးတော့စမ်းတက်မှာပေါ့ဒီလူကငါကလေးကိုတင်လို့အဆင်ပြေပါမလားဆိုပြီးတော့ freelancing ကတော့ဘယ်လိုမျိုးတွေလဲဆိုရင် graphic design ဆွဲတာတွေထားပါတော့ project တစ်ခု add လိုက်တယ်ဒီ project ပြီးရင်မင်းကိုပတ်စံဘယ်လောက်ပြီးမယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဒီပေးထားတဲ့ထဲမှာ is your အရွယ်ចောင်းသူចောင်းသားတွေအများဆုံးလုပ်တာကတော့ F&B industry မှာလုပ်တာဖြစ်ပါတယ် F&B ဆိုတဲ့စကားလုံးကချုပ်လူတွေအတွက်မရင်းနှီးပဲရှိနေလိမ့်မယ်။ဘာလဲဆိုတာရှင်းပြပါမယ်။ F&B ဆိုတာက food and beverage လို့ခေါ်ပါတယ်။သူကအစားအသောက်တွေနဲ့ပတ်သက်ပြီးလုပ်ရတာပေါ့နော်။ဆိုတော့ AC ကိုရိုင်းကလည်း F&B industry မှာလုပ်နေတာဖြစ်ပါတယ်။ဆိုတော့အဲ့အတွက်ဒီ F&B industry အကြောင်းကိုနည်းနည်းအသေးစိတ်ပြောသွားမယ်I mean 100% မှာရှိတဲ့80%တော့အကြောင်းသားတွေကဒီ F&B industry မှာပဲလုပ်နေကြတယ်။ဒါကလည်းအလုပ်ရဖို့လွယ်တာဟုတ်။ဆိုတော့ F&B industry အကြောင်းပြောရမယ်ဆိုရင် easy နှစ်ခုကိုရှင်းပြီးပြောသွားပါမယ်။တစ်ခုကအပြင်ဆိုင်တွေမှာလုပ်တာဥပမာအားဖြင့်ဒီမှာပြထားတဲ့ဆိုင်တွေ Starbucks ဖြစ်ဖြစ် McDonald's ဖြစ်ဖြစ် KFC မှာဖြစ်ဖြစ်something like that အဲ့လိုအပြင်ဆိုင်မှာလုပ်တာတွေရယ်နောက်တစ်ခုက hotel မှာလုပ်တာrestaurant တွေမှာလုပ်တာအဲ့လိုမျိုးပုံစံတွေပေါ့နော်ဥပမာဖြင့်အရှင်းဆုံးပြောရမယ်ဆိုရင်ဘယ်လိုတကယ်မြို့လေခေါင်မှာရှိနေတဲ့ hotel တွေပေါ့နော်5 star hotel တွေမှာလုပ်တာဆိုပြီးနှစ်ခု꿰သွားတယ်easy နှစ်ခုလုံးကိုရှင်းပြချင်တာဘာဖြစ်လို့လဲဆိုတော့နှစ်ခုလုံးမှာ easy လုပ်ခဲ့ဘူးပဲဆိုတော့အပြင်ဆိုင်တွေအကြောင်းတစ်ချက်ပြောပြမယ်အပြင်ဆိုင်တွေကိုတကယ်လို့ကိုကလှုပ်ချင်တယ်ဆိုရင်ကိုကိုယ်တိုင် walk in လုပ်ပြီးတော့သွားရှောက်လို့ရတယ်ဥပမာအဖြစ်သူတို့ဆိုင်ရှိကိုသွားပြီးတော့သူတို့ဆိုင်ထဲဝင်ပြီးရင် manager အောင်မစကားပြောပြီးတော့ဒီမှာပထိုင်လှုပ်ချင်ပါတယ်ပေါ့နော်တချို့တော့အပြင်ဆိုင်တွေကလေ Singaporean တွေတို့ PR တို့ပဲခေါ်တာများတယ်သူက international students ဒီဆိုရင်တိတ်မကြိုက်ချင်ကြဘူးနောက်တစ်ခုကတချို့က6လစာချုပ်ချုပ်ရပါတယ်6လစာချုပ်အတွင်းမှာကိုကသူတို့ရှီကနေအလုပ်ကို resign လုပ်လို့မရပါဘူးအလုပ်ထွက်လို့မရပါဘူးပေါ့ဒီ6လပြီးမှမင်းထွက်တာပဲဖြစ်ဖြစ်ဘာလို့ဒီ6လအတွင်းမှာတော့လုံးဝသူတို့ရှီမှာအလုပ်လုပ်ရပါတယ်ပြီးတော့သူတို့မှာဘယ်လိုတတ်မှတ်ချက်ရှိလဲဆိုရင်ငါတို့တစ်ပတ်ကို12နာရီအလုပ်လုပ်ပေးရမယ်တစ်ပတ်ကို16နာရီငါတို့အလုပ်လုပ်ပေးရမယ်အဲ့လိုကြတော့ကိုရီចောင်းသားចောင်းသူအတွက်ကဘယ်လိုမှအဆင်မပြေဘူးပြောချင်တာကကိုရီကဒီတစ်ပတ်မှာစာရီ assignment တွေအများများနေရဆိုရင်သူတို့ပြောတဲ့12နာရီ16နာရီဘယ်လိုမှအလုပ်မပေးနိုင်ဘူးအဲ့အတွက်ဒါကအဆင်ပြေမနေဘူးပေါ့နော်အဲ့တစ်ချက်တော့ရှိပါတချို့ဆိုင်တွေကအခြေခံကစပြီးတော့လုတ်ခိုင်းပါတယ် easy ဆက်ဆက်ရောက်ချင်းတော့ကဆိုရင်အဲ့ဆိုင်ကအပြင်ဆိုင်မှာဆက်ဆက်ရောက်ချင်းဆိုတော့ကိုကဒီနိုင်ငံရဲ့လူတွေအကြောင်းလည်းမသိသေးဘူးလေဘယ်လိုမျိုးတွေဆက်ဆံနေလဲကိုမသိဘူးဒါပေမဲ့လို့အိမ်သာဆေးတာတို့ခြံတိုက်တာတို့အစကိုတွေလုပ်ရတယ်ဒါပေမဲ့ကို့ထင်ကတော့အိမ်သာဆေးရလောက်ထိတော့မလို့ထင်တယ်အပြင်ဆိုင်တွေမှာမလုပ်တာကောင်းပါတယ်ခုနပြောလိုက်တဲ့အပြင်ဆိုင်မှာလုပ်တာတွေကကိုယ်တိုင် personal ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ် maybe တချို့ဆိုင်က manager တွေကကောင်းချင်ကောင်းလိမ့်မယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့အချင်းချင်း share ပေးရဖြစ်တဲ့အတွက်ဘာမှလျှို့ဝှက်ထားစရာလည်းမလိုပါဘူးတော့ချန်နေသွားလုံးမိလိုက်လို့အဆင်မပြေဘူးဆိုရင်ဒါကတကယ်ခံရခက်ပါတယ်အဲအကြောင်းလို့အဲ့ဒီဘက်ကခုနပြောပြချင်တဲ့ hotel မှာလုပ်တာတွေကဘယ်လိုမျိုးတွေလဲဆိုတော့ပြပြမယ်ဆိုတော့သူကကိုနဲ့ hotel ရဲ့ကြားမှာagent ရှိပါတယ်ဆိုတော့ agent ကagent ကိုတွားပြီး contact လုပ်ပေါ့နော်ဆိုတော့ဆက်ဆက်ရောက်ချင်းလူတွေကိုပြောချင်တာကpart time job ရှာမယ်ဆိုရင်နည်းနည်းကိုယ့်ရဲ့senior တွေကိုနည်းနည်းတီးခေါက်ကြည့်ပေါ့ဘယ် agent အဆင်ပြေလဲဘယ် agent အဆင်မပြေလဲတကယ်လို့များနည်းနည်းရှားတာခက်နေရဆိုရင်
ဆိုရင် AC ကိုလာမေးပေါ့ AC တည်တဲ့ agent တချို့တော့ရှိတယ်အဲ့ဟာနေပြီးမှအလုပ်သွားပြီးတော့လုပ်လို့ရတယ်ဆိုတော့သူတို့ကသူတို့တောင်းတဲ့ student pass တွေခုနပြောခဲ့တဲ့ IC ကပေးထားတဲ့ student pass တွေသူတို့ပြောတဲ့တောင်းတဲ့ information တွေအားလုံးပေးရပါတယ်ပေးပြီးပြီဆိုရင်တော့သူတို့ကကို group ထဲကိုထည့်ပေးပါလိမ့်မယ် group ထဲကိုထည့်ပေးလိုက်တဲ့အချိန်ကျရင်ကိုသွားခြင်းနဲ့အလုပ်ကိုရွေးခြင်းနဲ့အလုပ်ကိုဟာတာကိုကြည့်ပြီးတော့သူတို့ပြောလိုက်ပါငါဒီအလုပ်ကိုလုပ်ချင်ပါတယ်ဆိုပြီးဆိုတော့အဲ့ချိန်မှာဆိုရင်သူတို့ကကိုယူထားတဲ့ slot တိုင်းနေအောင်သွားပြီးတော့အလုပ်လုပ်ရပါတယ်ဆိုတော့ဒီမှာဆိုရင်ကိုလိုပဲအဲ့လိုမျိုးအလုပ်လုပ်ချင်တဲ့သူတွေကအများကြီးဖြစ်တဲ့အတွက် slot တစ်ခုကိုတင်ပြီးဆိုတာနဲ့ကိုကပထမဦးဆုံးသွားပြီးတော့ပြောတဲ့သူဖြစ်အောင်လို့လုပ်ပါမဟုတ်ရင်တော့ကိုသွားချင်တဲ့နေရာကမရပါဘူးဆိုတော့ recommend ပေးချင်တာကဘာလဲဆိုတော့ဒီ do your experience မှာပေါ့နော်ကိုကနေရာတစ်ခုရောက်ချင်တော့ဘယ်လိုမှမသိနိုင်ဘူးပေါ့နော်နေရာတစ်ခုကိုသွားလို့ environment လည်းအဆင်ပြေတယ် manager လည်းအဆင်ပြေတယ်လူတွေအကုန်လုံးအဆင်ပြေတယ်ဆိုရင်အဲ့နေရာမှာပဲနေပါမဟုတ်ဘဲနဲ့အဲ့လိုဒီနေရာအဆင်မပြေဘူးဆိုရင်တော့တခြားနေရာတွေလည်းရှိပါတယ်သွားကြည့်ပြီးတော့မှတကယ်ကိုအဆင်ပြေနိုင်မဲ့ environment ဆိုရင်အိမ်မှာပဲအခြေချပြီးတော့အလုပ်လုပ်ပါအဲ့ချိန်ကျရင်ကိုကအလုပ်လို့မခံစားရတဲ့အတွက်စိတ်လည်းမပင်ပန်းဘူးပေါ့နော်agent နဲ့လုပ်လို့ရတဲ့အတွက်သူတို့ရဲ့ terms and condition တွေကိုလည်းကိုက agree လုပ်ပေးရပါတယ်ဥပမာအဖြစ်ကိုကယူထားတဲ့ slot ကို cancel ခြင်းနဲ့ဆိုရင်3ရက်ကြိုပြီးပြောရပါတယ်ဒါမှမဟုတ်ရင် MC တင်ရပါတယ် MC မတင်ဘူးဆိုရင်သူက$25နှုတ်ပါတယ်အဲ့လိုမျိုးဆိုရင်အဆင်မပြေဘူးလေဟုတ်တယ်ဟုတ်ကိုကပတ်စံသွားရှာတာကိုသူတို့$25ပေးရမယ်ဆိုတာကအဆင်မပြေဘူးအဲ့အတွက်တစ်ချက်အဲ့အရာလေးတော့ရှိတယ်ပေါ့နော်ခက်ခဲရတော့ okay ဆိုတော့ကိုက high standard sunset 5 star hotel မှာအလုပ်လုပ်ရတဲ့အတွက်ကိုကတန်တန်ရှင်းရှင်းဝတ်စားဆင်ရပါတယ်လက်သေးချီတဲ့ကအစားသွားပြီးတော့လက်သေးချီတဲ့နေဆိုလို့မရပါဘူးဇပင်ကိုလည်းအမဲပဲထားရပါတယ်အရင် bright ဖြစ်တဲ့ color တွေမရပါဘူးပေါ့အဲ့လိုမျိုးရှိပါတယ်ဒီဘာလို့လဲဆိုတော့စပင်းတွေကိုစလုံးထုံးခိုင်းတာလေသူတို့စပင်းတွေပါကြားတယ်ဆိုရင်သူတို့ hotel မှာ bad review တွေအများကြီးတက်မယ်လीเนาะအဲ့အတွက်သူတို့အရင် strict ဖြစ်ပါတယ်သူတို့ hotel ကိုထိခိုက်မဲ့လို့ပါထိုင်းလာလုပ်တဲ့သူတွေကြောင့်ထိခိုက်မဲ့အရာတွေကိုသူတို့ကဘယ်လိုပြောမလဲအရင်တားမြစ်ထားတယ်ပေါ့ဆိုတော့ဒီလို job တွေကိုဘယ်မှာရှာလို့ရမှာလဲဒီ application တွေကနေရှာလို့ရပါတယ်ဒါမှမဟုတ် WhatsApp group Telegram group Facebook group တွေကနေရှာလို့ရပါတယ်ဒါမှမဟုတ်ရင်တော့ကိုယ့်ရဲ့ senior တွေကိုသွားမိပါဘယ်လို agent တွေရှိလဲဆိုရင်သူတို့နဲ့သွားရင်တော့သူတို့ကိုမေးရင်တော့ပို့ပြီးလွယ်ကူတာပေါ့ဘာလို့ဆိုတော့သူတို့ကအရင်ရောက်ထားတဲ့လူတွေအားလုံးစိတ်ဝင်စားတဲ့ pay rate ကိုရောက်လာပါပြီအပြင်ဆိုင်တွေမှာဆိုရင်တော့ pay rate က$8ကနေ$12အတွင်းရှိပါတယ် hotel တွေမှာဆိုရင်တော့13ဒါမှမဟုတ်12အဲ့ကနေပြီးမှ$18အထိရှိပါတယ်$18ဆိုတာကတော့အရင်ရှားတယ်ပေါ့နော်ကဲအဲ့တော့ public holiday တွေဖြစ်တဲ့ Chinese New Year တို့ Christmas တို့စသဖြင့်အဲ့လိုနေ့တွေမှာဆိုရင်အပြင်ဆိုင်တွေကတချို့ဆိုင်တွေက double ပေးရပါတယ်ဥပမာပြင်$13ဆိုရင် double ဆိုရင်$26ရတာရှိပါတယ် hotel တွေမှာကျတော့$2 $3ပဲပို့ပြီးတော့ပေးပါတယ် weekend တွေဖြစ်တဲ့ Saturday Sunday မှာဆိုရင်တော့ပုံမှန်တနင်္လာနေ့တောက်ကြနေ့လိုမျိုးပတ်စံမဟုတ်ဘဲနဲ့နည်းနည်းလေးပို့ရတယ်တချို့ကိုက service အရင်ကောင်းနေဆိုရင် tips တွေပေးသွားတတ်ပါတယ် tips ကတော့အမြဲတမ်းမျှော်လို့မရဘူးပေါ့နော်ဒါကတော့တော်တော်ရှားတဲ့ထဲမှာပါပါတယ် challenges တွေကဘာတွေရှိနိုင်လဲဆိုရင်ကိုယ့်ရဲ့မြန်မာပြည်ကနေပြီးတော့စင်ကာပူကိုရောက်လာတဲ့အတွက်သူတို့ရဲ့ကာချာတွေသူတို့ရဲ့လူတွေသူတို့ရဲ့ပြောပုံဆိုပုံတွေနဲ့ကိုကတိတ်ပြီးတော့အဆင်ပြေနေမှာမဟုတ်ဘူးပေါ့နည်းအဲ့အတွက်တချို့အလုပ်တွေမှာဆိုရင်အတော်ကြီးတွေကကိုလာပြီးတော့ပြောပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကအစ်စ်ဘာမှမသိတဲ့ဥလေလေလေးဖြစ်နေတဲ့အတွက်လာပြောပါလိမ့်မယ်။အင်ဂျင်နီယာတွေသူတို့လည်းဖွေးမြူပါနဲ့။ဘာလို့လဲဆိုတော့သူတို့လည်းလို့ဒီနိုင်ငံကစက်ရုပ်လို့လုပ်နေရဆိုတော့ပြင်ပန်းရှာတယ်။ပြင်ပန်းတဲ့အတွက်24နာရီမှာ24နာရီလုံးဘယ်သူမှချိုတာပြောမနေနိုင်ဘူးပေါ့နော်။မိမသားမင်းအစ်စ်ပဲဖြစ်နေနေသူကတော့អော်မှာပဲငေါ့မှာပဲ။ဒါတွေကိုကနားလည်ပြရမယ်။ Okay so by ကောင်းကျိုးရှိမှလဲဆိုရင်ကိုကအင်္ဂလိပ်စာကိုမြန်မာပြည်မှာသင်လာတာမှန်တယ်ဒါပေမဲ့ဒီနိုင်ငံမှာပြောတဲ့အင်္ဂလိပ်စာက American accent လည်းမဟုတ်တယ်လို့
British accent လည်းမဟုတ်ပါဘူး Singlish ဖြစ်ပါတယ်မနေ့ကမှရောက်လာတယ်ဒီနေ့အိတ်စကားကိုနားလည်ဖို့ဆိုတာမလွယ်ပါဘူးဒါပေမဲ့ကိုက part time job လုပ်ထားတဲ့အတွက်6လအတွင်းသူတို့ရဲ့ conversation တွေဘယ်လိုလာတာလဲဘယ်လိုစကားအတော်ဟာရှိလဲဘယ်လိုတွေပြောကြလဲဆိုတော့ပြပြနဲ့နားလည်လာပါလိမ့်မယ်အဲ့အတွက်အဲ့လိုနားလည်လာတဲ့အတွက်ကိုဒီဘက်ကကြောင်းတက်နေတဲ့အချိန်မှာဆရာတွေပြောတာကလည်းတပြပြနားရီဝပြီးတော့ခါကြတော့စာလောက်ရလဲပိုလွယ်လာတယ်ပေါ့နော်အဲ့အတွက် part time job ကတကယ်ကိုအတွက်ကောင်းကျိုးတွေအများကြီးရှိနိုင်ပါတယ်ဆိုတော့ဒီ part time job လုပ်တဲ့အချိန်မှာ time management ကအရင်ရေးကြည့်ပါတယ်ကိုကအလုပ်လာလုပ်တာမဟုတ်ပါဘူးတခါလေတချို့လူတွေဖြစ်သွားတတ်တာပါလဲဆိုတော့ပတ်စံကိုလုံးတက်လောက်ပတ်စံရတယ်ဆိုပတ်စံတွေအများကြီးရမယ်ကွာအဲ့ဒါတွေသူတို့ကမြန်မာ currency ကို convert လုပ်ပြီးတော့တနေ့တော့ငါ2သိန်းရှာနိုင်တယ်3သိန်းရှာနိုင်တယ်ဆိုပြီးတော့ပို့ပြီးတော့ရှာခြင်းစိတ်တွေပေါ်လာပါလိမ့်မယ်ဒါပေမဲ့အဲ့လိုမလုပ်ပါနဲ့ school term မှာဆိုရင်စာနဲ့ balance ထီအောင်လုပ်ထားပါအဲ့လိုမျိုးစူးစမ်းမှာ GPA လဲသွားမထိမှာဖြစ်ပါတယ်မဟုတ်ဘဲနဲ့အလုပ်ပဲသွားလုပ်နေတယ်ဆိုရင်တော့ GPA တိတိတသားထိပါတယ်အဲ့တော့ time management ကတကယ်ကိုအရေးကြီးပါတယ်အဲ့အတွက်ကောင်းတဲ့အရာတွေကပါလဲဆိုရင် time management ပိုကောင်းလာတယ် communication skill ပိုကောင်းလာတယ်ကိုယ့်ဘဝကိုကောင်းကောင်းမွန်မွန်ရပ်တည်နိုင်လာတယ်ကိုကြိုက်တဲ့ပစ္စည်းတွေဝယ်လို့ရတယ်ဆိုတော့အစီခုပြောပြပေးသွားတာကအကုန်လုံးနှီးပါ cover ဖြစ်သွားပါပြီအဲ့တော့အခုမှလာမယ့်လူတွေအတွက်လည်းအရန်ကြီးစိမ့်နေဆိုတော့မဖြစ်ရအောင်ဒီဗီဒီယို share ပေးခြင်းဖြစ်ပါတယ်ဆိုတော့အားလုံးပဲသိချင်တဲ့ရှိရင်ခုချင်းစီတေချာ reply ပြန်ပေးပါမယ်